မင်္ဂလာပါရှင်အခုကတော့ဒီလုပ်ပြီးသားပန်းအိုးလေးကိုပေါ့နော်ဆိုင်မှာရောင်းဖို့ပေါ့ကိုအိမ်မှာဖြစ်ဖြစ်ကိုဆိုင်မှာဖြစ်ဖြစ်ပွဲစည်းလေးတွေမှာဖြစ်ဖြစ်သွားရောင်းမယ်ဆိုလို့ရှိရင်ပါကင်ထုတ်နီးပေါ့အလွယ်ဆုံးပါကင်ထုတ်နီးပေါ့နော်ကုန်ကြစီလည်းတက်တာတယ်လွယ်လွယ်ကူကူလည်းထုတ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်သူကလေအိတ်က plastic အိတ်က A4 plastic အိတ်ပေါ့နော်12လက်မ8လက်မနဲ့ထုတ်ထားပါတယ်သူနဲ့ကွက်တီပန်းအိုးပေါ့နော်စိုက်လေးတိုင်းပြီးတော့ဝယ်လို့လည်းရတယ်ဒီလိုမျိုးကျိုးချီပြီးတော့တခါတည်းအဲ့လိုဖောင်းလေးထုတ်လိုက်လည်းရတယ်ပေါ့နော်ကိုကအဲ့လိုမလုပ်ချင်ဘူးအပေါ်မှာထောင်နေရဆိုလို့ရှိရင်ကက်ကြီးလေးနဲ့ဖြတ်လိုက်ပြီးတော့မဟုတ်ကိုကကက်ကြီးမဖြတ်ချင်ဘူးဆိုလို့ရှိရင်အိုးကိုကြတော့ဟိုလိုမျိုးလေးဘေးတိုက်လေးထားပြီးတော့ဒီလိုနှစ်ထပ်ခောက်လိုက်လို့လည်းရတယ်ပေါ့နော်အဲ့ဒါဆိုလေလည်းလုံတယ်ဒါကတော့ဟောပေါ့လွယ်ကူဆုံးဟိုလက်ဆွဲအိတ်ပုံစံလေးလှုပ်ထားတဲ့ပုံစံပေါ့နော်ပါကင်ထုံလေးပါဟိုအလွယ်ဆုံးဟာလေးပါပြောပြရပါတော့တကယ်လို့ဟို ready made အိတ်လေးလှလှလေး plastic အိတ်လေးရှိရခိုင်းဆွဲအိတ်လေးဆိုပြီးတော့မေးဝယ်လို့ရတယ်အဲ့လိုမျိုးဟာတွေနဲ့လည်းထုတ်ချင်းလည်းရပါတယ်ပြီးတော့ဟိုဘူးလေးတွေဗာလေးဆိုလို့ရှိရင်လည်းကတ်ထူဘူးလေးဝယ်လို့ရတယ်ပေါ့နော်အဲ့ဒါလေးနဲ့လည်းထုတ်လို့ရပါတယ်ဒါကတော့ဒီကုန်ကြစိတ်အသက်သာဆုံးဒီလန်နဲ့ထုတ်ပြထားတာပါဒါခိုင်းအိတ်လေးလုံးမှာပေါ့နော်ဒီ bike cleaner လေးကိုပဲသုံးပြီးတော့ဒီ plastic အိတ်အကြီးလေးနဲ့ပြန်ပြီးတွဲလိုက်တဲ့အခါမှာခိုင်းပုံစံလေးဖြစ်သွားအောင်ပေါ့နော်လက်ဆွဲခိုင်းလေးနဲ့အဲ့လိုမျိုးလေးဆွဲပြီးတော့တည်သွားလို့ရတယ်ပေါ့ဘယ်လိုနေရာတွေမှာရောင်းလို့ရလဲဆိုတော့အလဲတန်းအထက်တန်းအကြောင်းနေရှေ့မှာဆိုလို့ရှိရင်တက္ကသိုလ်လို့အလဲတန်းအထက်တန်းပေါ့နော်လူငယ်လေးတွေရှိတဲ့နေရာတွေပြီးတော့အနုပညာလက်ရာတွေကိုတံမိုးထားတဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးနေရာတွေပြီးရင်ဟိုပါပေါ့စီတီမတ်လူမျိုးဟို separate တို့လိုမျိုးမှာအဲ့လိုမျိုးလဲဆက်သွယ်ပြီးတော့တင်ရောင်းလို့ရတဲ့ပစ္စည်းလေးပါသူကပေါ့နော်လက်ဆောင်ပေးလို့လဲကောင်းတယ်ကိုယ်တိုင်ကိုယ့်ရဲ့ချစ်သူလေးတွေကိုလှုပ်ထားတဲ့ဒီ handmade လေးနဲ့ပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းကိုကပေးလို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးဆွဲသွားလဲရတယ်ပြီးတော့အောက်မှာတင်းကျင်လို့ရှိရင်ဒါတော့ဂျပန်ကွင်းတရေကွင်းလေးနဲ့ခေါင်းစည်းကွင်းလေးနဲ့လိုမျိုးလေးပတ်လိုက်လို့ရှိရင်လည်းစင်မော်တင်တာတော့ပါလို့ဆိုအဆင်ပြေပါတော့ဖုံတွေပါတက်မှာစိတ်ပူရတယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုး plastic လေးနဲ့လုပ်ပေးပါ